ဒီနေ့ကနေမှာဒီနေ့ကနေမကောင်းပါဘူးဆိုမှတော့နေမကောင်းပါဆိုမှအကုသိုလ်ကဝင်သေးတယ် Facebook တင်ရကောင်းနေနော်ဇူကာဘတ်ဖင်ကိုရက်နေတဲ့ကောင်းနေငါတခါတည်းပြောအောင်မယ်မင်းတို့ Facebook တင်ကိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှမြန်မာငွေ3600ကျော်ပေးမှ Facebook တင်ဖွင့်ထားရဲဆိုဘာလုပ်ဖို့လဲဗမာစာမတက်ဘူးလားမင်းတို့ဗမာလူနာမလဲဘူးလားဒီနေ့ငါတင်လိုက်တဲ့ post တစ်ခုကနော်ငါလမ်းဘေးမှာပတ်စံကြီးတစ်လုံးကောက်ရတယ်ဒီနေ့ပတ်စံမြန်မာငွေ6000ကျော်ပါတယ်အဲ့တော့ကောင်မလေးတယောက်ရဲ့မှတ်ပုံတင်နံပါတ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့အလုံးနဲ့ပတ်သက်တဲ့ရှောက်လွှာတွေပါတယ်အိမ်တော်စုစရာလေးလည်းပါလာတယ်အဲ့ဒါကိုငါလမ်းဘေးမှာကောက်တွေ့တာကားမတိုင်တာတမ်းပင်လေးခြားတယ်မှာငါကောက်တွေ့တော့ငါအဲ့ဒီကောင်မလေးဒုက္ခရောက်နေမှာလမ်းမှာဒုက္ခရောက်နေမှာဆိုလို့မှတ်ပုံတင်ကအခုကျမှပြန်လို့ရတာမလွယ်ဘူးအဲ့ကြတော့ငါအဲ့ဒီကပုံတွေ passport တွေသူ့ရဲ့မှတ်ပုံတင်တွေသူပါတဲ့ပတ်စံလေးတွေကိုငါကသူပြန်ရပါစီဆိုပြီးမှ Facebook မှာတင်လိုက်တာကိုနောက်တန်လင်မှာကောက်တွေ့တဲ့ခါကျကောင်မလေးကကားဂိတ်မှာကောက်တွေ့တော့သင်္ကန်းကျွန်းလာတောင်ဥလာလားမြောက်ဥလာလားငါမသိဘူးတန်လင်ကိုခဏလာတဲ့လူလားတန်လင်မှာနေတဲ့လူလားလည်းငါမသိဘူးမသိတော့ငါမြို့နယ်အစုံတတ်တင်ပေးလိုက်တယ်ရန်ကင်းမှာလည်းတင်တယ်သင်္ကန်းကျွန်းမှာလည်းတင်တယ်တောင်ဥကလာလည်းတင်တယ်တန်လင်မြို့နယ်သတင်းစုံမှာလည်းတင်တယ်တာဂိတသတင်းစုံတွေမှာလည်းတင်တယ်အဲ့ဒီလိုတင်လိုက်လို့တဲ့အဲ့ဒီမှတ်ပုံတင်တွေဓာတ်ပုံတွေကိုတင်လိုက်လို့တဲ့ငါရဲ့အကောင့်ဘန်းသွားတယ်ဗျာငါခဏနေအင်္ဂလိပ်လိုဖိုးလို့မတက်ဘူးဖိုးလို့မတက်တာငါဖိုးလို့ဆဲအောင်မယ်ငါတက်တဲ့လောက်မှတ်တဲ့လောက်ဆဲအောင်မယ်အဲ့စုကပတ်ရဲ့ဟိုဟာတွေကိုဖေကိုရက်နေတဲ့ကောင်တွေကိုအနောက်မှာအဲ့မှာကြည်ထားဗီဒီယိုပါတယ်အခုငါရဲ့ဗီဒီယိုနောက်မှာငါအဲ့ပတ်စံအိပ်ပိုင်ရှင်ကိုခေါ်ပြီးမှပေးလိုက်တာပတ်စံတစ်ချက်မှလည်းမယူဘူးဘာချင်းညာချင်းမှလည်းမယူငါကိုယ်တိုင်ကားကအကုန်ခံပြီးတွားပေးလိုက်တာတင်ပေးအောင်မယ်နောက်မှကြည့်လိုက် what the fuck အလုံးမဇူကာဘတ်ရှိမှသွားပြီးမှဖင်ခံနေတဲ့ Facebook တင်ရကောင်းနေဇူကာဘတ်ကမြန်မာငွေ3600ကျော်ယူထားပြီးတော့မြန်မာပြည်ရဲ့ Facebook နဲ့ပတ်သက်တဲ့policy တွေအတွက်ထိန်းချုပ်ဖို့ဆိုပြီးမှမြန်မာဝန်ထမ်းတွေကိုခံထားတာမြန်မာစာမတတ်တဲ့လူတွေကိုခံထားတာအများအကျိုးပြုတဲ့ဥစ္စာမှန်းမသိဘာမှန်းမသိနောက်ဆုံးဒီမှာမင်းတို့ Facebook လောနဲ့ညှိတယ်ဥပဒေနဲ့မညှိဘူးညှိနေတယ်ဆိုရင်တော့ငါတို့လှမ်းပြီးမှတောင်းလေဒီ post လေးကိုဖျက်ပေးပါလို့ပြောအောင်လေဘာမှမပြောဘူးတန်းပြီးတော့မှမင်းတို့ဇူကာဘတ်ရှိမှဖိန်ခံနေဖို့ပဲစဉ်းစားမနေနဲ့ငါတို့မြန်မာပြည်ကိုလည်းပြန်ကြည့်အောင်ဘာမသိတော့ဘူးအကုန်လုံးကောင်းတဲ့ post လားမကောင်းတဲ့ post လားကောင်းတာလုပ်နေလားမကောင်းတာလုပ်နေလားမသိဘူးအကုန်လုံးဖြတ်ချဖို့ပဲစဉ်းစားမယ်ငါအကောင့်ဖွင့်ပေးမဖွင့်ပေးလို့ကတော့ငါရှိသမျှ online မှာနေအဲ့ဇူကာဘတ်ကအကုန်တစ်ဖွဲ့ Facebook တင်တစ်ဖွဲ့လုံးကဆဲနေမှာ